My name is Khan, and I'm not a terrorist. ကျွန်တော်နာမည်ခမ်းပါကျွန်တော်အကြမ်းဖက်သမားမဟုတ်ပါဘူးဒီစကားလုံးကိုကြားလိုက်တာနဲ့ကျွန်တော်တို့အားလုံးရှာတော့ခန်းကိုပြေးမြင်ကြမှာပါတကယ်တော့ခန်းဆိုတဲ့နာမည်ဟာကဘာတဝမ်းမှာအရန်ကြော်ကြားတယ်လို့ကျွန်တော်တို့စီမှာလဲဒီနာမည်ကိုကြားလိုက်တာနဲ့အစ္စလမ်ဘာသာဝင်တယောက်ကိုပဲတန်းပြီးပြေးမြင်တတ်ကြတာပါဒါပေမဲ့တင်တကယ်ပဲသိပြီးပြီလားခန်းဆိုတဲ့နာမည်ဟာမူလကအာရဗ်ဘာသာစကားလည်းမဟုတ်တယ်လို့အစ္စလမ်ဘာသာကနေဆင်းသက်လာတာလည်းမဟုတ်ပါဘူးဒီနာမည်ရဲ့နောက်ွယ်မှာကဘာကြီးကိုတုံလှုပ်စေခဲ့တဲ့စစ်တီတော်ကြီးတွေရဲ့အမွေအနှစ်တွေရှိနေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ခန်းဆိုတဲ့နာမည်ရဲ့မှတ်ထင်မှတ်ထားတဲ့သမိုင်းကြောင်းကိုကျွန်တော်အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခန်းဆိုတာမူလကနာမည်မဟုတ်ဘူးဗျအဲ့ဒါကဘွဲအမည်တစ်ခုပါလွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်ကအာရှအလယ်ပိုင်းကမွန်ဂိုတွေနဲ့တာဂစ်မျိုးနွယ်စုတွေကြားမှာအုပ်ချုပ်သူဒါမှမဟုတ်ခေါင်းဆောင်လို့အဓိပ္ပာယ်ရပါတယ်အဲ့ဒီခေတ်ကမွန်ဂိုလူမျိုးတို့ဟာဧကရစ်မင်းများကိုခန်းလို့ခေါ်ဆိုခဲ့ကြပြီးတန်ဂရီလို့ခေါ်တဲ့ကောင်းကင်နတ်ဘုရားကိုအဓိကထားကိုးကွယ်ခဲ့ကြတာပါတဘာဝတရားရှိဝိညာဉ်များကိုရိုသေလေးစားကြသည့်ရှေးဟောင်းရှမန်ယုံကြည်မှုများဖြင့်နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်မွန်ဂိုဘီယင်ဂျင်ဂျစ်ခန်ကိုတိုင်လေမူဒါကအစ္စလမ်ဘာသာဝင်မဟုတ်ပဲတန်ဂရီကိုကိုးကွယ်သူတို့ဖြစ်ခဲ့ပါတယ်ဂျင်ဂျစ်ခန်ရဲ့အင်ပါယာကြီးဟာတစ်ချိန်ကကမ္ဘာမြေမျက်နှာပြင်ရဲ့22ရာခိုင်နှုန်းအထိကျယ်ပြန့်ခဲ့တာပါသူ့ရဲ့မီးတွေမြစ်တွေဟာအာရှအလယ်ပိုင်းနဲ့အရှေ့အလယ်ပိုင်းကအစ္စလမ်နိုင်ငံတွေကိုဆက်လက်အုပ်ချုပ်ခဲ့ပါတယ်ကြာလာတဲ့အခါမှာတော့အဲ့ဒီမွန်ဂိုမင်းဆက်တွေဟာဒေသခံဘာသာတရားဖြစ်တဲ့အစ္စလမ်ဘာသာကိုစတင်ကူးပြောင်းကိုးကွယ်ခဲ့ကြပါတယ်သူတို့ကဘာသာတရားပြောင်းသွားပေမဲ့သူတို့ရဲ့မြင့်မြတ်တဲ့မင်းမျိုးမင်းနွယ်ဆက်နွယ်ကိုဂုဏ်ယူဖို့အတွက်ခန်းဆိုတဲ့ဘွဲကိုနာမည်တော့မှဆက်သုံးခဲ့ကြတာပါအဲ့ဒီကနေစပြီးခန်းဆိုတဲ့နာမည်ဟာအစ္စလမ်ဘာသာဝင်တွေကြားမှာခေါင်းဆောင်မှုနဲ့မျိုးရိုးအမည်တစ်ခုလိုအမြင့်တွယ်သွားခဲ့တာဖြစ်ပါတယ်နောက်ထပ်ထူးခြားတာကခန်းဟာအမျိုးသားတွေအတွက်တည်းမဟုတ်ဘူးဗျအမျိုးသမီးခေါင်းဆောင်တွေအတွက်ဆိုရင်ခါတွန်းလို့ခေါ်ခဲ့ကြပါတယ်ဂျင်းကခန်းရဲ့သမီးတော်တွေဟာခါတွန်းပွဲနဲ့နေမီတွေကိုအုပ်ချုပ်ခဲ့ကြတဲ့ရဲရင်တဲ့သူရဲကောင်းတွေပါအခုခေတ်အစ္စလမ်ဘာသာဝင်အမျိုးသမီးတချို့ရဲ့နာမည်မှာခထွန်းပါနေအဲ့ဒါဟာမူလကဘယင်မလို့အဓိပ္ပာယ်ရတဲ့မွန်ဂိုစကားလုံးဆိုတာသင်အခုတော့သိသွားပြီထင်ပါတယ်သိပ္ပံနည်းကျလေ့လာမှုတွေရလဲဂျမ်ဂျစ်ခန်ရဲ့သားစီမျိုးဆက်တစ်တွေကနေတဆင့်ခံပြီးမျိုးရိုးဗီဇလက်ဆင့်ကမ်းခဲ့ရမှာယနေ့ခေတ်လူဦးရေတန်း20ခန့်ရဲ့ DNA ထဲတွင်ဂျမ်ဂျစ်ခန်၏မျိုးရိုးဗီဇလက္ခဏာများပါဝင်နေစေလို့သိပ္ပံပညာရှင်များကသုံးသပ်ဖော်ပြကြပါတယ်။ဒါကြောင့်ဒီနာမည်ဟာလူမျိုးပေါင်းစုံကြားပြန့်နှံ့နေတာမဆန်းပါဘူး။အခုခေတ်မှာတော့ခန်းဆိုတဲ့နာမည်အများဆုံးကပါကစ္စတန်နဲ့အိန္ဒိယကပတ်ရှ်တူးမျိုးနွယ်စုတွေစီမှာအများဆုံးတွေ့ရပါတယ်။သူတို့ကမွန်ဂိုရီစီကနေရဲရင်တဲ့အမွေကိုယူပြီးဒီနာမည်ကိုဂုဏ်ယူစွာသုံးနေကြတော့ပါမြန်မာနိုင်ငံမှာလည်းအိန္ဒိယပါကစ္စတန်ကနေဆင်းသက်လာတဲ့အစ္စလမ်ဘာသာဝင်တွေမှာဒီမျိုးရိုးနာမည်ကိုတွေ့နိုင်ပါတယ်ဒါဟာဘာသာရေးကြောင့်လည်းမဟုတ်ပဲသူတို့ရဲ့မိသားစုမျိုးရိုးဗီဇကသမိုင်းဝင်စစ်တီတော်တွေနဲ့ဆက်နွယ်နေတယ်ဆိုတဲ့သင်္ကေတတစ်ခုလည်းဖြစ်နေပါတယ်ဒါကြောင့်ခန်းဆိုတဲ့အမည်နာမဟာဘာသာရေးတတ်ထက်သမိုင်းအမွေအနှစ်တစ်ခုလို့ပြောရင်ပုံမှန်ပါလိမ့်မယ်ဒီတော့အနှစ်ချုပ်ပြောရရင်ခန်းဆိုတာဟာဘာသာရေးရပေးထားတဲ့နာမည်ထက်ကမ္ဘာသမိုင်းကိုပြောင်းလဲခဲ့တဲ့စစ်တီတော်ကြီးတွေရဲ့အမွေအနှစ်တစ်ခုလို့ဆိုနိုင်ပါတယ်ဒါဒီကတော့သင်တို့မသိရသေးတဲ့ဒါပေမဲ့သိထားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ share လုပ်ဖို့မမေ့ပါနဲ့အောင်နောက်ထပ်လည်းညီကိုတို့မသိသေးတဲ့အချက်လက်သစ်တွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့တိပြီးပြီလား channel ကို subscribe လုပ်ထားအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်